ဒီရလေးရေခဲတစ်တာလေးပေါ့ကျွန်တော်ရေခဲတစ်တာနွေရာသီဆိုလက်ခံလေးမရှိဘူးဗျာဘာလို့လဲဆိုတော့ရေခဲတစ်တာပိုင်းရှင်တွေကိုအားနာလို့ပေါ့နော်ရေခဲတစ်တာအချိန်ပေးလို့ရဆိုတော့ကျွန်တော်အေယာကွန်လောက်ရတယ်ဆိုတော့အချိန်မပေးနိုင်လို့ရေခဲတစ်တာကြီးလက်မခံဖြစ်ဘူးဒါပေမဲ့တရားညင်းလို့မရတဲ့အိမ်ဆိုတော့ကျွန်တော်လက်ခံပြီးပြင်ရမှာပေါ့နော်ဒီကောင်ကဘာဖြစ်တယ်လဲဆိုတော့ကွန်ပျူတာလဲထားတာပြောတာကျွန်တော်အစ်စ်မှန်နေရဗျာသူတို့ပြောထားတဲ့ဈေးပေါ့နော်ကွန်ကြားဈေးကိုပြောတော့အစ်စ်မှန်နေတာဒါပေမဲ့ကြီးလိုက်တဲ့အချိန်မှာစက္ကန့်ကြီးလေးပြီးထားဖြစ်တယ်စက္ကန့်ကြီးကိုမှဘယ်လိုဖြစ်လဲဆိုတော့ချက်ဖြစ်သွားတာပေါ့နော်အပြင်ထိုးတန်နေတာပေါ့ကွန်ကြားဈေးကလည်းတော်တော်လေးများသွားတာဆိုတော့တခြားသူပြင်ပေးထားတဲ့လုံးဆိုတော့ကျွန်တော်ကမှန်ဆိုရင်တော့ကျွန်တော်ကသူတို့ပြောတာအဲ့ဒီပြင်တဲ့ဆရာကိုပဲဖုံးဆက်ပြီးတော့ပြန်ပြီးတော့လုပ်ခိုင်းလိုက်ပါလားလို့ပြောတော့သူတို့ကတော်ပြီးတော့မခိုင်းတော့ဘူးတဲ့အလူကိုဆိုတော့ကျွန်တော်ပြန်ရွေးလိုက်တယ်ပေါ့နော်သူ့မှာပါတဲ့ original ကွန်ပျူတာကကောင်းသေးတယ်ဗျဒါပေမဲ့ ampere မှန်တော့ကျွန်တော်ကြည့်အောင်ပါပေါ့နော်ဒါလေးကိုကျွန်တော်လုပ်ပြီးတော့မှဖြစ်ပါတယ်ဒါလေးတော့ကျွန်တော်ဒီညမှာလုံနေနေပြီးပြတ်သွားတော့ကျွန်တော်ဗီဒီယိုလေးရိုက်ပြထားခြင်းဖြစ်ပါတယ်ဒီကွန်ပျူတာကတော့မကောင်းတော့တဲ့ကွန်ပျူတာဖြစ်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ် service ရာများလဲမသိတဲ့ customer များကိုတေချာလေးရှင်းပြပေးစီခြင်းပါတယ်ခင်ဗျာသူတို့ကဘာမှနားမလည်ပါဘူးကိုပြောမှပဲနားလေသဘောပေါက်မှာဆိုတော့ customer လေးတွေကိုလေးလေးစားစားနဲ့ဆက်ဆံပေးစီခြင်းပါတယ်ခင်ဗျာကျေးဇူးပါ